အားမင်္ဂလာပါကျွန်တော်မေဟာတော့ဆရာတို့ရပါဆရာတို့ကြလာပြီဆရာတို့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Gavro လေးကို giveaway ပေးချင်ပါတယ် Gavro ကိုဘယ်လိုရယူရမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok account ကို follow လုပ်ထားပါမယ်ပြီးတော့ like ပေးထားပါမယ်ပြီးတော့တည်ပေးထားပါမယ်ပြီးတော့ share ပေးထားမှာလို့တော့ share ရပါတယ် copy တင်လေးကြီးပါပဲပေါ့နော်အဲ့လိုပြီးလို့ရှိရင် comment တွေမှာကျွန်တော်ကနန်းနေပေါ့နော်တစ်ကနေတရားဒီရေးရပြီပါကျွန်တော်က speak wheel လဲမှာပေါ့နော်9ရောက်ရင်းပဲ9ရောက်တယ်မှာကျွန်တော်ကြိုက်တဲ့နံပါတ်တွေကို9ရောက်တော့ထည့်လိုက်လို့ပေါ့နော်ဘာတော့မဟုတ်အဆင်ပြေလို့လိုက်ပြီဗျတူချင်လို့ရှိရင်ကျွန်တော်ဒီဝါမှာပေါ့နော်TikTokရဲ့ comment မှာနံပါတ်လေးတွေရေးရပြီပါကျွန်တော် giveaway ဝင်တာကိုကျွန်တော်ရဲ့ဒီ TikTok account မှာပဲကျွန်တော်ကြီးညာပြီးမှဖြစ်ပါတယ်အဲ့တော့Gavro လူချင်းတဲ့ brother တွေဆရာကြီးကိုဖိမခေါ်ပါဘူး Gavro လူချင်းတဲ့ brother တွေလူရင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီခုနပြောရတဲ့အချက်တွေကိုလုပ်ပြီးမှဒါ comment တွေကို message နေပါတယ်အဲ့တော့ယူရလောလုံးကျေးဇူးအများကြီးတင်ပါတယ်ဒါလေးလာကြည့်ပါရစေအားလုံးပဲ bye bye